လာပါရှင်ချင်းလန်း channel သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရယ်2025ခုနှစ်မေလ9ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ဂရင်းနီပီမူဘေးတိတ်ပွဲမှာစစ်ကောင်စီကအစိမ့်ငွေပုံတွေနဲ့တိုက်ခိုက်ကြောင်းစစ်ကောင်စီကြောင့်ဧပြီလအတွင်းအမျိုးသမီး82ဦးတေဆုံးတယ်လို့မြန်မာအမျိုးသမီးသမဂ္ဂ BWU ကထုတ်ပြန်ကြောင်းကိုတောင်မြို့နယ်မလီဝမ်ဒေတာတို့ခမာယ984တရင်မှစစ်ကြောင်းထိုးဝင်ရောက်လာသောစစ်ကောင်စီတပ်သားများကိုတိုက်ခိုက်မှုတွင်အရာခံမှုတဦးအပါဝင်3ဦးသေဆုံးကြောင်းဥလောမြို့ပေါ်ရှိစံဝင်းအရက်ဆိုင်တွင်တောက်စာမူယူနေသောလက်နက်ကန်ပြူစောတီ3ဦးကိုစက်ခတ်တိုက်ခိုက်မှုတွင်3ဦးစလုံးသေဆုံးကြောင်းကောလင်းမြို့နယ်ရှောက်ပင်ချံရွာကိုစစ်တပ်ကလေရင်ဖြန့်ပုံးချတိုက်ခိုက်မှုတွင်နေအိမ်နဲ့အဆောက်အုံများပျက်စီးပြီးယမနေ့မှစတင်၍စစ်တပ်ကအပြည့်ရကြေညာထားတော်လဲလေကြောင်းတိုက်ခိုက်မှုများဆက်လက်ပြုလုပ်နေစေဖြစ်ကြောင်းတို့ပဲဖြစ်ပါရရှင်ဂရင်းနီပီမူဘေးတိုက်ပွဲမှာစစ်ကောင်စီကအစိမ့်ငွေပုံတွေနဲ့တိုက်ခိုက်တဲ့တရင်ကိုတင်ဆက်ပေးတော့ပါမယ်ရှင်ဂရင်းနီပီမူဘေးမြို့မှာစစ်ကောင်စီနဲ့တိုးလှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကြားတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီဘက်ကအစိမ့်ငွေပုံတွေနဲ့တိုက်ခိုက်နေတယ်လို့ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF အမှတ်1စစ်ဗျူဟာကမနေ့ကထုတ်ပြန်ထားပါတယ်။အကြံဖက်စစ်ကောင်စီဟာမူဘေးမြို့နေထေကိုလေကြောင်းလက်နက်ကြီးတွေနဲ့နှိစင်ရက်ဆက်ထူးစစ်ဆင်တိုက်ခိုက်နေပြီးအစိမ့်ငွေပုံတွေကိုလေရင်ဖြန့်တော်၎င်း drone ဖြန့်တော်၎င်းအသုံးပြုတိုက်ခိုက်နေတယ်လို့ဆိုပါတယ်။ဒါအပြင်မူဘေးရှိဘလူးချောင်းထဲသို့စစ်ကောင်စီကအဆက်ရည်များလောင်းထိထားတာတွေလည်းရှိနေတယ်လို့ဆိုပါတယ်။ဒါကြောင့်မိဘပြည်သူလူထုတွေအနေနဲ့ယခုလိုအခြေအနေမျိုးမှာတတိရှိစွာအထူးအလေးနဲ့ထားသွားလာကြဖို့ဂရင်းနီအမျိုးသားများကာကွယ်ရေးတပ် KNDF ကအသိပေးနှိုးဆော်ထားတယ်လို့သိရှိရပါတယ်ရှင်။စစ်ကောင်စီကြောင့်ဧပြီလအတွင်းအမျိုးသမီး82ဦးသေဆုံးတယ်လို့မြန်မာအမျိုးသမီးသမဂ္ဂ BWU ကထုတ်ပြန်ထားတဲ့သတင်းကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။အပြစ်ခက်ရက်စေးထားတယ်လို့ကြေညာတဲ့အကြံဖက်စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကြောင့်ဧပြီလ1ရက်နေ့ကနေ30ရက်နေ့အထိတလအတွင်းမှာအမျိုးသမီး82ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူ90ဦးရှိခဲ့ကြောင်းမြန်မာအမျိုးသမီးသမဂ္ဂ BWU ကသတင်းထုတ်ပြန်ထားပါတယ်။မတ်လ28ရက်နေ့ကမြန်မာနိုင်ငံမှာပြန်တန်တဲ့ငလင်လှုပ်ခတ်ခဲ့ပြီးနောက်တော်လှန်ရေးတပ်ဖွဲ့တွေအပါအဝင်စစ်ကောင်စီကငလင်ဘေးကူညီကေစီရေးအတွက်ယာယီအပြစ်ရဲ့ကြောင်းအတီးတီးကြေညာခဲ့ပေမဲ့စစ်ကောင်စီကအပြစ်မဲ့ပြည်သူတွေကိုပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်တာတွေဆက်လက်ပြုလုပ်နေခဲ့တဲ့အတွက်အမျိုးသမီးနဲ့မိန်းကလေးငယ်တွေနေစဉ်နဲ့အမျှအသက်ဆုံးရှုံးခဲ့ရတယ်လို့ BWU ကဆိုပါတယ်။အပြစ်ခက်ရက်စေးကြောင်းကြေညာထားတဲ့ကာလမှာစစ်ကောင်စီကနိုင်ငံတော်ဝန်လေကြောင်းတိုက်ခိုက်မှုတွေအဆက်မပြတ်ပြုလုပ်ခဲ့ပြီးအသက်18နှစ်အောက်ကလေးငယ်တွေအပါအဝင်အမျိုးသမီး82ဦးသေဆုံးခဲ့ပြီးစစ်ကောင်စီရဲ့လေကြောင်းပုံကျဲတိုက်ခိုက်မှုကြောင့်အမျိုးသမီး59ဦးလက်နက်ကြီးပစ်ခတ်မှုကြောင့်9ဦးနဲ့တပ်ဖြတ်ခံရမှုကြောင့်5ဦးသေဆုံးခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။သေဆုံးခဲ့တဲ့အမျိုးသမီး82ဦးထဲမှာအသက်18နှစ်အောက်73ဦးပါဝင်ပြီးသေဆုံးသူအများစုဟာစကိုင်းတိုင်းကဖြစ်တယ်လို့ဆိုပါတယ်။ဒါပြန်လေကြောင်းတိုက်ခိုက်မှုကြောင့်ဒဏ်ရာရရှိသူအမျိုးသမီး40ဦးလက်နက်ကြီးပစ်ခတ်မှုကြောင့်5ဦးမြေမြုပ်မိုင်းကြောင့်4ဦးနဲ့အာရခတက်တော် AA တပ်ဖွဲ့ဝင်ကမဒိန်ပြိုးချင်းကြောင့်တဦးပါဝင်တယ်လို့ဖော်ပြထားပါတယ်ရှင်။ကိုတောင်မြို့နယ်မလီဝမ်ဒေတာတို့ခမာယ984တရင်မှစစ်ကြောင်းထိုးဝင်ရောက်လာသောစစ်ကောင်စီတပ်သားများကိုတိုက်ခိုက်မှုတွင်အရာခံမှုတဦးအပါအဝင်3ဦးသေဆုံးသွားတဲ့တဲ့ရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။တနင်္သာရီတိုင်းကိုတောင်မြို့နယ်မလီဝမ်ဒေတာတို့စစ်ကြောင်းထိုးဝင်ရောက်လာသောအကြံဖက်စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်ခဲ့ရာခမာယ984တရင်မှအရာခံမှုတဦးအပါအဝင်3ဦးသေဆုံးခဲ့ကြောင်းသိရှိရပါတယ်။ဧပြီလ29ရက်နေ့တွင်ကော့တောင်မြို့နယ်မလီဝမ်ကျေးရွာတက်ကေကျင်းနေရာသို့အင်အား80ခန့်ဖြင့်စစ်ကြောင်းထိုးဝင်ရောက်လာသောအကြံဖက်စစ်ကောင်စီတပ်သားများကိုတိုလှန်ရေးတပ်ဖွဲ့များကမိုင်းဆွဲပြီး40မမဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာခမောက်ကျွန်းမြို့အခြေစိုက်ခမာယ984တရင်မှအရာခံမှုတဦးအပါအဝင်စစ်သား3ဦးသေဆုံးခဲ့ကြောင်းကော့တောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမှတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။ကိုတောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမှတာဝန်ရှိသူတို့ကတိုက်ပွဲက2ကြိမ်ဖြစ်တာပါ။မိုင်းဆွဲပြီး40မမနဲ့စပစ်တယ်။40မမထိမှန်ပြီးအရာခံမှုပွဲချင်းပြီးတည်တယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေလည်းများပါတယ်။အပြန်အလှန်ပစ်ခတ်တိုက်ပွဲကတနအီလောက်ကြာခဲ့ပါတယ်။ဒဏ်ရာရရှိတဲ့စစ်သား2ဦးကကိုတောင်မြို့6မိုင်စစ်စေးရုံမှာထက်သေးတာပါလို့ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့အတည်ပြုပြောကြားထားပါတယ်။အဆိုပါတိုက်ခိုက်မှုကိုကိုတောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမှရဲဘော်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ပူလောမြို့ပေါ်ရှိစမ်းဝင်းအရက်ဆိုင်တွင်တောက်စားမိုးယူနေသောလက်နက်ကင်ပြူစောထီ3ဦးကိုပြက်ခတ်တိုက်ခိုက်မှုတွင်3ဦးစလုံးတေဆုံးသွားတဲ့တဲ့ရင်ကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။တနင်္သာရီတိုင်းပူလောမြို့ပေါ်ရှိစမ်းဝင်းအရက်ဆိုင်တွင်တောက်စားမိုးယူနေသောလက်နက်ကင်ပြူစောထီ3ဦးကိုပြက်ခတ်တိုက်ခိုက်ခဲ့ရာ3ဦးစလုံးတေဆုံးခဲ့ကြောင်းသိရှိရပါတယ်။မေလ6ရက်နေ့ညနေ9:30မိနစ်အချိန်ခန့်တွင်ပူလောမြို့အမှတ်2ရပ်ကွက်ရှိစမ်းဝင်းအရက်ဆိုင်တွင်တောက်စားမှုယူနေတဲ့ပြိုစောတီကောင်းဆောင်ကလာနီပြိုစောတီကောင်းဆောင်ကျော်သူရနဲ့ပြိုစောတီတန်းနိုင်တို့ကိုမိတ်ခရိုင်အမှတ်1တပ်ရင်းနဲ့မိတ်ခရိုင်ဘကဖပူပေါင်းအဖွဲ့ကပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းတေဆုံးသွားသောပြိုစောတီ3ဦးဟာပြည်သူများကိုချိန်ချောက်ငွေညှစ်ခြင်းဖမ်းဆီးခြင်းကိတ်ကြေးကောက်ခံခြင်းလူငယ်များကိုအတင်းအဓမ္မစစ်မှုထမ်းစုဆောင်ခြင်းပူလောမျိုးနယ်အတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲများအတွင်းပြည်သူပိုင်နေအိမ်များကိုမိရှုဖျက်ဆီးခြင်းများလှုပ်ဆောင်ရာတွင်အဓိကပါဝင်တဲ့တရားခံများဖြစ်ကြောင်းမိတ်ခရိုင်အမှတ်1တပ်ရင်းမှတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။မိတ်ခရိုင်အမှတ်1မှတာဝန်ရှိသူတို့ကဒီကောင်တွေကအတော်အရေးပါတဲ့စစ်ကောင်စီတုတ်တိုင်အကြီးစားတွေလက်တံလေးရှိတယ်။ပူလောမျိုးနယ်အတွင်းမှာရှိတဲ့တိုလှန်ရေးအင်အားစုတွေရဲ့မိသားစုတွေနေအိမ်တွေရက်ရွာတွေကိုဒုက္ခအပေးဆုံးကောင်တွေစစ်ကောင်စီလော်ဘီပြိုစောတီငမြင်းစီကိုအချက်လက်တွေပို့ပြီး Telegram တွေ Facebook တွေကနေရသမျှကနေအိုခိုင်းနေတာလေသူတို့ပဲသူတို့ကလက်နက်ကင်ပြိုစောတီပေါ့အတူကောအရှိကောရှိတယ်သူတို့ထိုင်နေတဲ့ပြိုစောတီတွေကိုတောင်စစ်တပ်ကလက်နက်ဆင်ပေးတာလို့ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့အတည်ပြုပြောဆိုထားတယ်လို့သိရှိရပါတယ်ရှင်ကောလင်းမြို့နယ်ရှော့ပင်ချန်ရွာကိုစစ်တပ်ကလေရင်ဖြန့်ပုံကျချတိုက်ခိုက်မှုတွင်နေအိမ်နဲ့အဆောက်အုံများပျက်စီးပြီးယမနေ့မှစတင်၍စစ်တပ်ကအပြစ်ခတ်ရက်စေကြောင်းကြေညာထားတော်လဲလေကြောင်းတိုက်ခိုက်မှုများဆက်လက်ပြုလုပ်နေစေဖြစ်တဲ့တဲ့ရင်ကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမည်ရှင်။စကိုင်းတိုင်းကောလင်းမြို့နယ်အရှိချမ်းရှိရှော့ပင်ချန်ရွာကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုလှုပ်ဆောင်ခဲ့၍ပြည်သူပိုင်နေအိမ်တလုံးထိခိုက်ပျက်စီးသွားကြောင်းသိရှိရပါတယ်။မေလ9ရက်နေ့နနက်အစောပိုင်းတနာရီ9မိနစ်အချိန်အကြံဖက်စစ်တပ်က Jet Fighter နဲ့ဘုံနှလုံးကြေးချခြင်းဖြစ်ကြောင်း Calling Information မှတာဝန်ရှိသူကပြောကြားထားပါတယ်။ Calling Information မှတာဝန်ရှိသူတို့ကဘာစစ်ရေးလှုပ်ရှားမှုမှမရှိပါဘူး။ပြည်သူကိုပြစ်မှတ်ထားတိုက်ခိုက်တာပါလို့ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့အတည်ပြုပြောကြားထားပါတယ်။အဆိုပါဘုံကြေးတိုက်ခိုက်မှုတွင်ရှော့ပင်ချန်ရွာနေဦးမောင်ဝေရဲ့နေအိမ်ထိခိုက်ပျက်စီးခဲ့ပြီးကျေးရွာလျှက်စစ်မီးတိုင်များလည်းပျက်စီးခဲ့ကြောင်းပြည်သူများတင်းရှောင်နိုင်ခဲ့၍လူထိခိုက်မှုမရှိခဲ့ကြောင်းသိရှိရပါတယ်။အကြံဖက်စစ်တပ်ကမေလ6ရက်နေ့မှမေလ31ရက်နေ့အထိငလင်ဘေးပြန်လည်ထူထောင်ရေးအတွက်အပြစ်ခတ်ရက်စေးထားမယ်လို့ကြေညာထားတော်လဲလေကြောင်းတိုက်ခိုက်မှုများကိုတနိုင်ငံလုံးတွင်ဆက်လက်လှုပ်ဆောင်နေစေဖြစ်ကြောင်းတိုလှန်ရေးတပ်ဖွဲ့များကပြောဆိုထားတယ်လို့သိရှိရပါတယ်ရှင်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့တလောက်နဲ့ပေးရနာတော့ပါမယ်ရှင်။ Channel သတင်းစီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းမင်္ဂလာအပေါင်းနဲ့ခံရောက်နိုင်ကြပါစေရှင်။